Hello အားလုံးမင်္ဂလာပါရှင်ဒုက္ခဖြစ်ပါတယ်ရှင်မတွေ့ရအောင်အတော်ကြာသွားပြီเนาะဒီဗီဒီယိုလေးကတော့ဒုက္ခရဲ့ grade 12 experience လေးတွေနဲ့အခု grade 12 တက်တော့မယ်မောင်လေးညီမလေးတွေအတွက်ဆောင်ရန်ရှောင်ရန် do's and don'ts လေးတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ရှင်အခုဗီဒီယိုလေးကတော့ grade 12 experience လေးတွေနဲ့ do's and don'ts ကိုအဓိကပြောမှာဆိုတော့ဒုက္ခအမြင်မှာတော့ပေါ့နော်ကိုယ်တိုင်အတွေ့အကြုံရှိပြီးသားသူတယောက်ကနောက်တက်လာမဲ့သူတွေကိုကိုယ့်ရဲ့အတွေ့အကြုံလေးတွေဘာတွေရှောင်သင့်တယ်လဲဆိုတာကိုပြောပြတာကအများကြီးအကျိုးရှိမယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုလုပ်လိုက်တာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်အခု grade 12 တက်မယ်မောင်လေးညီမလေးတော်တော်များများကကျောင်းမတက်ခင်တွေ့ရသည်မှာစာရီကြိုလုပ်နေကြမယ်လို့ထင်ပါတယ်ဒီလိုစာကြိုလုပ်သွားတာရန်ကောင်းတဲ့အချက်တစ်ခုပါဒုက္ခဆိုရင် grade 12 မတက်ခင်တွေရသည်မှာ grade 12 စာအုပ်ကျူရှင်ကျူတင်သွားတာမျိုးမရှိဘူးပေါ့နော်ကိုဘာတော့ကိုလုံနိုင်တဲ့ဘက်ကနေတော့ကျူပြီးတော့လှုပ်သွားလိုက်တယ်ခက်စစ်တွေချက်တယ်နောက်ပြီးတော့ကြပြလေးတွေလိုက်ချက်တယ်အင်္ဂလိပ်စာထဲမှာဆိုရင်လည်း poems လေးပုတ်ကိုအရာချက်သွားလိုက်တယ်ပေါ့နော်ပြီးသွားရင်ဝါဆိုလန်အကောင့်ဝယ်ပြီးတော့ grade 12 chapter 1ကိုလည်းတင်ပြီးကျူပြီးတော့ချက်သွားလိုက်တယ်ပေါ့နော်ဒုက္ခကျူရှင်မတင်ပြရတဲ့အကြောင်းအရာတော့ဒုက္ခ grade 10 11တင်ချာရီ chemistry ကိုတေချာမပိုင်သေးဘူးလို့ခံစားရတယ်ပေါ့နော်ဒါကြောင့်မို့အဲ့ဒါကိုပိုင်အောင်လို့တေချာပြန်လုပ်နေရဖြစ်တဲ့အတွက်ကြောင့်ကျူရှင်တင်ချိန်တော့မရလိုက်ဘူးပေါ့နော်အဲ့ဒီမှာဒုက္ခအမြင်ရပေါ့နော်စာကျူတင်သွားတဲ့သူနဲ့ကျူမတင်သွားတဲ့သူကဘယ်နေရာမှာကွာသွားလဲဆိုရင်အဓိကတော့စိတ်မှာကွာသွားရလို့ထင်တယ်ပေါ့နော်စာကတော့အားလုံးတူတူပဲဘာလို့လဲဆိုတော့အကြောင်းရောက်သွားတဲ့အခါမှာအကုန်ပြန်ပြီးတော့တင်ရမှာပဲပေါ့နော်အဲ့ဒီခါကျရင်တော့ဘလောက်ပဲစာကြိုတင်သွားကိုကတေချာမလုပ်ဘူးဆိုရင်တော့မရဘူးပေါ့နော်အဲကြောင့်မလို့အဓိကကွာသွားတာတော့စိတ်ပဲဒုက္ခဆိုရင် family ကိုရောက်သွားတဲ့အချိန်မှာဒုက္ခတော့ grade 12 မှာစာတက်တဲ့အသက်တွေပေါ့နော်အဲဒါဆိုတော့အဟောင်းနေနဲ့ရှင်ရင်တော့နည်းနည်းလေးဒုက္ခစိတ်ဖြစ်စီရတော့ရှိရပါတော့သူတို့ရကြိုတင်ပြီးသားငါတို့အကြောင်းကောင်းလိုက်နိုင်မှာမလားဆိုတော့စိုးရိမ်စိတ်ကလေးတော့ရှိရပါတော့စိုးရိမ်စိတ်ကလေးရှိရ stress ရှိရတခါလေးမှဆိုရင်ကိုနည်းယုံကြည်ချက်မရှိဘူးပေါ့နော်ဒါပေမဲ့စာတင်ပြီးတော့တလားလောက်ကြာမှာတော့ကိုလိုမျိုးချိုးမတင်ခဲ့တဲ့တငယ်ချင်းတချို့လည်းတီလာတယ်သူတို့တော့စူးစမ်းနေရပဲငါလည်းစူးစမ်းနိုင်ရမယ်ပေါ့ပြီးတော့ရှေ့မှာလည်းကိုနဲ့တီးတဲ့ senior ကိုအမတွေရတယ်စာချိုးမတင်မဲနဲ့ grade 12 စာမေးပွဲယူအောင်မြင်ဖြည့်ဆို့နိုင်တာတွေကြားတော့ဟောငါလည်းလုံနိုင်တာပဲဆိုပြီးတော့စူးစမ်းခဲ့တယ်ပေါ့နော်ဒါမှမဟုတ်အဓိကတလားလောက်ကတော့ဒုက္ခစိတ်က stress ဖြစ်တယ်ပေါ့နော်ဒါပေမဲ့တချို့မောင်လေးညီမလေးကြတော့လေဒီလိုမျိုးဖြစ်ချင်မှဖြစ်ပါလေဒါပေမဲ့ကိုယ့်ရဲ့အတွေ့အကြုံနဲ့ရှင်းပြီးတော့ပြောတာပါမောင်လေးညီမလေးတို့ကို grade 12 ကြိုမတက်ခင်မှာကျူရှင်မတင်ဖြစ်ရင်တော့ကိုလုံနိုင်တဲ့အပိုင်းလေးရှိရဲ့ခက်စစ်တို့မြန်မာကပြားလေးတွေပြီးတော့စကပြေကပြားရဲ့ရှိမှာပါတဲ့စာဆိုမိတ်ဆက်လေးတွေ poems လေးပုတ်ကိုကြိုချက်သွားတာမျိုးပေါ့နော်အဲ့လိုလေးကိုတက်နိုင်တဲ့ဘက်ကနေတော့ကြိုပြီးလောက်သွားဖို့အတွက်သူကမှာချင်ပါတယ်ဒုတိယတစ်ခုကတော့မောင်လေးညီမလေးတို့ပေါ့နော် consistency ရှိနဲ့စောက်ကိုနေ့စဉ်ပုံမှန်လုပ်သွားဖို့အတွက်မှာချင်ပါတယ်မိုတီရှိမှလုပ်မယ်မိုတီမရှိမလုပ်ဘူးအဲ့လိုမျိုးကြီးမလုပ်နဲ့ပေါ့နော်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုဦးစားမပေးနဲ့ကိုချထားတဲ့ routine timetable ရှိရဆိုရင်အဲ့အတိုင်းကိုပဲပုံမှန်လေးလုပ်သွားပါတနေ့ကိုနည်းနည်းလောက်ပဲပြီးရဖြစ်စေပေါ့နော်ရွေ့နေဖို့ကအဓိကပဲလေဒါကြောင့်မို့ပုံမှန်လေးတော့လုပ်သွားပါကိုယ့်ရဲ့အနာဂတ်ကိုအဓိကအဆုံးဖြတ်ပေးမယ် grade 12 စာမေးပွဲကြီးပေါ့နော်ကိုဘယ် unit တက်ရမလဲဆိုတာကိုဒီ grade 12 စာမေးပွဲကြီးအဓိကအဆုံးဖြတ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုတွေးပြီးတော့နေ့စဉ်ပုံမှန်စာလုပ်ပြီးသွားပါဒုက္ခတို့ဆိုလဲပေါ့နော်အဲ့လိုရှိရပဲစာမလုပ်ချင်တဲ့ရက်တွေဆိုတာရှိတယ်အเจ้าမှာနေ့လည်းဘက်တွေအိပ်ပြီးတော့နိုးလာတဲ့အခါမျိုးမှဆိုရင်ရာသီဥတုကြီးလည်းပူပြီးတော့စိတ်တွေကလည်းထွေးပြီးနေငါဘာလို့ဒီရောက်စာတွေလုပ်နေရလဲဒီစာတွေဘာလို့ကြံနေရလဲငါတော်တော်လေးပင်ပန်းနေပြီငါလက်လျှော့လိုက်ရင်ကောင်းမလားဆိုပြီးတော့တွေးမိရပေါ့နော်ဒါပေမဲ့လည်းကိုပြန်တွေးကြည့်ရကို KG ကနေပြီးတော့သူကတော့ဆိုသူငယ်တန်းပေါ့နော်သူငယ်တန်းကနေပြီးတော့ဒီ grade 11အထိကုန်ခဲ့ရတဲ့ဝေကြီးတွေအချိန်တွေပင်ပန်းမှုတွေအဲ့အရာတွေကိုအခုခဏပေါ်လာတဲ့စိတ်ပင်ပန်းမှုတွေနဲ့ရေစုံမျောခံလိုက်တော့မှလားအဲ့လိုလုပ်လို့မရဘူးဘလောက်မှမလို့တော့ကိုတစ်နှစ်လောက်ကြိုးစားလိုက်ရင်ကိုရပါတယ်တစ်နှစ်တောင်မပြည့်ပါဘူးနော်10လလောက်ကြိုးစားလိုက်ရင်ကိုဒီဥစ္စာကြီးကပြီးသွားပြီကို
ကိုယ့်ရဲ့ဘဝအဆုံးဖြတ်ပေးမယ့်စာမေးပွဲကြီးကိုကောင်းကောင်းဖြေဆိုဖို့လိုတယ်ဒါကြောင့်မလို့ consistency ရှိနဲ့စာလုပ်ဖို့အတွက်မှာချင်ပါတယ်နောက်ထပ်တစ်ခုကတော့စာကို repetition ပုံမှန်ပြန်နှွှေးတဲ့အလေးကျင့်လေးလုပ်ပေးပါစာကြက်လိုက်မေးလိုက်စာကြက်လိုက်မေးလိုက်ကတော့ပုံမှန်ဖြစ်နေရပဲပေါ့နော်ဒုက္ခလည်းအဲ့ဒါကိုဖြတ်တန်းလာခဲ့ရတာပဲဒီတန်တရားကတော့ grade 12 final စာမေးပွဲဖြေပြီးမှပဲပြီးသွားမှာပေါ့နော်ကြက်လိုက်မိလိုက်ကတော့ပုံမှန်ဖြစ်နေမှာပဲအဲ့လိုမဖြစ်အောင်လို့အဓိကကာကွယ်လို့ရတဲ့နည်းလမ်းကတော့စာကိုပုံမှန်ပြန်နှွှေးဖို့ပါပဲကိုမိတိတိဖြစ်လာတဲ့စာလေးတွေကိုအဲ့ဒီချိန်လေးမှာပြန်ပြီးတော့နှွှေးလိုက်တယ်အဲ့ဆိုရင်ကိုယ့်ရဲ့ကောင် fresh ဖြစ်ပြီးတော့ memory ကိုကြထိန်းနိုင်မယ်ပေါ့နော်အဲ့ဒါမျိုးပုံမှန်လေးပြန်နှွှေးပြီးပါဒုက္ခတော့ဆိုရင်လည်းအကြောင်းမှာက cassette link definition ဘာလို့အဲ့ဒါသင်ပြီးသားပေါ့နော်အပုတ်ဟောင်းနေဆိုရင်သူ့ရနေသူနေတိုင်းပုံမှန်ပြန်နှွှေးပြီးတော့ပြန်အလို့ရှိရတယ်ပေါ့နော်ဒီလိုနည်းနဲ့ပဲဒုက္ခတို့ဆိုရင်လည်းစာတွေများတာပဲထပ်ခါ repeat လုပ်ပြီးတော့ကျတော့ပဲခေါင်းထဲမှာကြာ fresh ဖြစ်အောင်ကြာမှတ်မိထားနိုင်အောင်လုပ်ရတာပေါ့နော်ဒါကြောင့်မလို့ repetition ကိုလေးကျက်လေးဖြစ်အောင်လုပ်စေချင်ပါတယ် test ဖြည့်ကြည့်တာမိခွန်းဟောင်းလေးတွေဖြည့်ကြည့်အောင်လည်းလုပ်စေချင်ပါတယ်ဒုက္ခတို့အကြောင်းက CET ကတရက်ချတက final ဆောင်တော့မဖြည့်မချင်းဖြည့်နေရတာပါအဲ့ဒီမှာလေဒုက္ခတတိထားမိတာဒုက္ခအနေနဲ့စာကောင်းကောင်းရနေတာဒီတက်စာမေးပွဲဟေ့တောက်လျှောက်ဖြည့်ရလို့ဒုက္ခထင်နေပေါ့နော်လူ CET ဖြည့်တော့ကျတော့ကိုဘယ်နာလိုအပ်နေလဲငါဘယ်နာမှာမိသွားခဲ့ရလဲသိလာတယ်ကိုပြန်ပြီးတော့ပြုပြင်ဖို့အတွက်အချက်တွေအများကြီးသိလာတယ်ပေါ့နော်ဟိုဘက်နဲ့ဒီတိုင်းစာရေးချွတ်တော့ရှော့ကြက်နေမယ်ဆိုရင်ကိုဘယ်နာမှာလူနေလဲဆိုတာမသိနိုင်ဘူးပေါ့နော်အဲဒါမို့ဒုက္ခရဆရာမတွေကလည်းစာစစ်ပြီးတော့ answer paper တွေပြန်ပြီးတယ်အဲ့ဒီအချိန်မှာဆိုရင်ကိုမှားတဲ့နေရာလေးလိုက်ကြည့်တယ်ငါဒီနားဆိုရင်လူသေးတာပဲဆိုပြီးတော့တက်ကပြန်ပြီးတော့လေ့ကျင့်တယ်ကိုတကယ်လို့ဆရာမတွေအမှတ်ပေးထားတာမရှင်းတာနားမလည်ရရှိရင်ဆရာမတွေကိုပြန်ပြီးရပေါ့ feedback လည်းလိုတာပေါ့နော် test လေးလုပ်မယ် feedback လေးပြန်ရအောင်ယူမယ်ပေါ့တကယ်လို့မောင်လေးညီမလေးတို့ကဘာသာကို self study လုပ်နေရဆိုရင်လည်းမိဘဟောက်စာအုပ်တွေဝယ်ပြီးတော့လေ့ကျင့်ကြည့်ပေါ့နော်လေ့ကျင့်မယ်အဖြစ်ပြန်တိုက်မယ်အကြောင်းဆရာမတွေကိုကိုမသိတာလေးမေးမယ်ကိုဘယ်နှလိုအပ်နေရလေးတွေမေးမယ်မေးပြီးသွားရင်အတိုင်းထားလို့မရဘူးပြန်သင်ခန်းစာယူပြီးတော့ကိုလိုအပ်တဲ့ဥစ္စာတွေကိုပြန်ဖြည့်ဆွတ်မယ်ပေါ့နော်ဒီလိုနည်းနဲ့ပဲ British Samuel Final ကြီးကိုကောင်းကောင်းဖြည့်နိုင်အောင်ကြိုးစားရမှာပေါ့နော်အကြီးဆုံးကတော့အေဂျီဝါဖို့လိုပါတယ်တနေ့ကို4နိုင်5နိုင်လောက်ပဲအိပ်ပြီးတော့မိမ့်မနေစာကြိုးစားရလို့ရောမလုပ်စေချင်ဘူးပေါ့နော်အိတ်ချင်ကတကယ်ကိုအရေးကြီးတာပါဒုက္ခတို့မအိတ်ခင်မှာဆိုရင်စာတွေလှုပ်လိုက်တယ်အဲ့စာတွေဟာ short term memory ထဲမှာပဲရှိသေးတာပါအဲကြောင့်မလို့ခဏနေတော့ပြန်ပြီးမေ့သွားမှာပဲဒါပေမဲ့ကိုကအိတ်လိုက်မယ်ဆိုရင်အိတ်တဲ့အချိန်မှာကိုယ့်ရဲ့အုံနောက်ကကျတော့ကိုချက်ထားတဲ့စာတွေကို long term memory ကိုပြန်ပြီးတော့ပြောင်းထည့်ပေးနေတာဒါကြောင့်မလို့အိတ်တဲ့သူတွေကစာပို့ပြီးတော့မှတ်မိနိုင်တယ်ပေါ့နော်ပြီးတော့ရင်ခဏကိုအတွက်ပြန်ပြီးတော့သူက reset ပြန်လုပ်ပေးတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်ခဏကိုမှရှိတဲ့တခြားသော organ တွေဆိုရင်လည်းကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက်အားယူနေတဲ့အချိန်ပေါ့ဒါကြောင့်မလို့အချိန်ကိုတော့လုံလောက်လေးရှိစေချင်ပါတယ်8နိုင်ကျော်9နိုင်ကျော်လည်းအဲ့လိုမရဘူးပေါ့နော်ကိုကအရေးကြီးတဲ့စာမေးပွဲယူဖြေဖို့အတွက်စာလုပ်နေရတဲ့ကျောင်းသားတစ်ယောက်ဆိုတော့တနေ့ကို9နိုင်လောက်ဆိုရင်ကိုလုံလောက်ပါတယ်သူခါဆိုရင်လည်းညဆိုရင်6နိုင်အချိန်ရတယ်နေ့လယ်ဆိုရင်7နိုင်အိတ်တယ်ဆိုတော့တရက်ကိုစုစုပေါင်း9နိုင်လောက်တော့အိတ်ချိန်ရတယ်ပေါ့နော်စနေတနင်္ဂနွေဆိုရင်တော့9နိုင်ခွဲလောက်အိတ်ရတယ်အဲ့လိုမျိုးပုံမှန်လေးအိတ်ချိန်ရှိနေမှလည်းလူကလက်ဆက်ဆက်တက်ကြွနဲ့စာရေးလုံးနိုင်မှာပေါ့နော်အိတ်ချိန်မူဒူးကြီးနဲ့စာလုပ်နေမယ်ဆိုလေကိုကစာတင်စပွဲရှိမှာဘလောက်ပဲထိုင်စာရေးကိုဘလောက်ပဲငုံကြည့်ကိုခေါင်းထဲကိုစာဝင်မှာမဟုတ်ပါဘူးအဲကြောင့်မလို့အရေးဝအောင်လဲနေကြပါပြီးတော့ရင်ကိုယ့်ရဲ့စိတ်ကိုလည်း relax ဖြစ်အောင်နေပေါ့နော် relax ဖြစ်အောင်ဆိုတာကဖုန်းတွေအရန်သုံးတာ scrolling တွေအများကြီးလုပ်တာတခြားမလိုအပ်တဲ့ကိစ္စတွေတဲ့အချိန်ကြီးအကုန်ခံတာပေါ့နော် relax ဆိုပြီးတော့ကိုယ်စိတ်ကိုအလိုလိုက်တာမျိုးတော့မဟုတ်ဘူးပေါ့ဒုက္ခပြောချင်တဲ့စိတ်ကို relax ဖြစ်အောင်ထားဆိုတာစိတ်ကို stress တွေအပြီးမခံနဲ့ pressure တွေအပြီးမခံနဲ့တချို့မောင်လေးညီမလေးကကြောဖြစ်ချင်စိတ်အရန်ကြီးရပေါ့နော်အားလုံးကတော့ဖြစ်ချင်စိတ်တွေရှိကြပဲတချို့ကတော့အရန်များတယ်ဖြစ်ချင်စိတ်အရန်များကိုယ့်ကို stress တွေ pressure တွေအရန်ထားတယ်ပေါ့ငါဒါကြီးကိုမလုပ်နိုင်ဘူးဆိုရင်ကိုပဲကိုယ့်ကိုတော့မကြဘူးငါဘလူးဟာမျိုးကြီးလဲငါဘာလို့အဲ့လောက်တော့မလုပ်နိုင်ရလဲငါညံမကောင်းဘူးလားအဲ့လိုမျိုးတွေးတတ်ကြတယ်ဒါကပုံမှန်ဖြစ်တာပဲပေါ့နော်ဒုက္ခဆိုရင်လည်း CET ဖြေတိုင်းအမှတ်အများကောင်းနေမှာမဟုတ်ပါဘူး CET ဖြေခဲ့တဲ့100%မှာဆိုရင်90%လောက်ကတာမန်အမှတ်လောက်ပဲပေါ့နော်တခါလေးဆိုရင်အမှတ်လုံးဝမကောင်းတာကြီးလည်းရှိတယ်ပေါ့နော်ဒါပေမဲ့သူကလည်းစိတ်သက်ကြမနေဘူးလေ
ငါဘယ်နှလုံနေလဲပြန်ပြီးတော့ဖြည့်ဆွတ်လိုက်တယ်ပေါ့နော် stress တွေ pressure တွေအများကြီးထားနေလို့မရအောင်ဆိုတော့ target တွေ goal တွေကတော့တစ်ခုလောက်တော့ထားတာပေါ့နော်ငါ6ဘာသာပါမယ်ငါဘယ်နှဘာသာထွက်ရမယ်ငါ regional အဆင့်ပါရမယ်သဘောပေါက်မှရရမယ်အဲ့လိုမျိုး goal တစ်ခုကတော့ထားလိုက်ဒါပေမဲ့ stretch ရောဒါမထားနိုင်ငါတောင်းမရရင်တော့ဘယ်လိုဖြစ်တော့မှာငါတော်တော်အသုံးမကျပဲအဲ့လိုမျိုး pressure တွေတော့မထားနဲ့ကို goal ထားပြီးသွားပြီဆိုတာနဲ့ကိုအခုလုံနေတဲ့စာကိုပဲကောင်းကောင်းအာရုံစိုက်ပြီးတော့စူးစိုက်ပြီးတော့ပဲလှုပ်ပေါ့နော်ကိုလုံနေတဲ့ဟာပဲအကောင်းဆုံးလှုပ်သွားလိုက်စာမေးပွဲရဖြေဖို့ကတော့အဝေးလိုပါသေးတယ်ဒါကြောင့်မို့ပေါ့နော်ကြိုတွေးပြီးတော့ပိုးမနေနဲ့ CD တွေဘာတွေဖြေကြည့်လို့အမှတ်တွေမကောင်းဆိုရင်1 minute နဲ့ဒါကကိုယ့်အတွက်သင်ခန်းစာပဲလေကိုဘယ်နာကိုဖြည့်ဆွတ်ဖို့လိုလဲဆိုတာသိလာတာပဲဒါကြောင့်မလို့စိတ်ကိုလည်းအေးထားပြီးတော့ကိုလုံနိုင်တဲ့ဟာကိုအကောင်းဆုံးလုပ်ပြီးတော့စူးစမ်းသွားပါကိုဆိုရင်တော့ဒုက္ခရဲ့ experience တချို့နဲ့မောင်လေးညီမလေးတို့အတွက်မှားခြင်းနဲ့ do's and don'ts ကတော့စုံသွားပြီလို့ထင်ပါတယ်ဒုက္ခရှိမှတင်ခဲ့တဲ့ဗီဒီယိုတွေမှာလည်းအလင်းတင်တင်တယ်လို့မောင်လေးညီမလေးတို့အတွက်ရှောင်တင်တာတွေစောင့်တင်တာတွေပြောသွားလေးရှိရပေါ့နော်ဒါကတော့အကုန်လုံးကိုပြန်ခြုံပြီးတော့စုပြီးပြောပြလိုက်တာပေါ့နော်နောက်မှလည်းမောင်လေးညီမလေးတို့အတွက်အကျိုးရှိမဲ့ content လေးတွေကိုအချိန်ရရင်ရတယ်လို့အလင်းတင်ရင်တင်တယ်လို့လုပ်ပြီးတော့ပါမယ်ရှင်အခုကတော့အကြောင်းတက်နေရဆိုတော့စာမေးပွဲတွေကလည်းအရင်များတယ်တခြားသောကိစ္စတွေလည်းဆိုတော့အချိန်လေးနည်းနည်းကြက်တယ်လို့ပေါ့နော်ဒါပေမဲ့အချိန်ရရင်ရတယ်လို့ကိုလုပ်ပြီးတော့ update လေးလုပ်ပြီးတော့ပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ် bye bye bye